Lava ဤတော့အခုအားလုံးအတွက် EJU ပေါ့နော် Japanese as a foreign language ဆိုတဲ့ GFN ဘာသာရပ်အတွက်ဤတော့အားတဲ့အချိန်လေးပေါ့နော်အားတဲ့အချိန်လေးဒီ sharing လုပ်ပေးသွားခြင်းနဲ့လို့တွေးထားရပေါ့နော်အရင်ကတည်းကတွေးထားတာပဲမဲ့ဒါထဲမှာတချို့တော့ကျောင်း schedule တွေနဲ့မအားရတွေနဲ့အချိန်မပေးဖြစ်တာမျိုးတွေရှိခဲ့တယ်။ဒါပေမဲ့အခုတနေ့တစ်ပုတ်လောက်ပဲဖြစ်တော့တနေ့တစ်ပုတ်ဆိုတာထားပေါ့နော်တနေ့တစ်ပုတ်ဆိုရင်တော့နည်းနည်းလေး keep ရှိဖြစ်တဲ့အနေထားဖြစ်ပေမဲ့အတက်နိုင်ဆုံးတော့ခက်စိတ်စိတ်လေးပေါ့နော် share လုပ်ပေးနိုင်အောင်လုပ်သွားမယ်ဆိုပြီးတော့စဉ်းစားထားပါတယ်။အဲ့တော့တနေ့ကိုတပုတ်နှုံးနဲ့ပဲဖြည့်ကြည့်သွားတယ်တနေ့ကိုတပုတ်နှုံးဤတော်ရဲ့ဗီဒီယိုကြည့်တယ်ဆိုရင်တော့မှအဲ့ဒီတပုတ်နှုံးကအဲ့ဒီတပုတ်ရဲ့အဖြေကိုပဲရွေးချယ်လိုက်ရတာမျိုးမဟုတ်ဘဲနဲ့ဒီတပုတ်ထဲမှာပါတဲ့အကြောင်းအရာတွေစကားလုံးအသစ်တွေ grammar အသစ်တွေပုံပိုအသစ်တွေပေါ့နော်ထန်းကောအသစ်တွေအများကြီးသင်ယူရလိမ့်မယ်နောက်တစ်ခုဘယ်လိုပြောမလဲဖြည့်ပုံဖြည့်နည်းပေါ့နော်ဒီဆောင်ရွက်ပွဲကိုအချိန်ဘယ်နှမိနစ်နဲ့ဘယ်လောက်ဖြည့်မယ်ဆိုတာမျိုးအဲ့လိုဖြည့်ပုံဖြည့်နည်းတွေလည်းရသွားလိမ့်မယ်လို့မျှော်လင့်တယ်ဒါကြောင့်မို့လို့ဗီဒီယိုရှည်ကြီးတွေဆိုရင်တိတ်ပြီးတော့မကြည့်ကြင်ကြဘူးလေနော်ဒါကတော့ဤတော့ပါဝင်မယ်အဲ့တော့ဗီဒီယိုလည်းမရှည်အောင်ဤတော့တပိုင်းဟိုဒါကိုဒီလိုစဉ်းစားတယ်ဒါကိုဒီလိုဖြည့်တယ်ဒီအဓိပ္ပာယ်ကတော့ဒီလိုဖြစ်တယ်ဆိုတာမျိုးပြောပြီးတော့ရှင်းပြသွားခြင်းတယ်လို့တွေးထားတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ပထမဦးဆုံးဒီကောင်လေးပေါ့နော်သူ့ရဲ့မိကွန်ကဘာလဲဆိုတော့စုကီနိုဘွန်ရှော်တဲ့ဟိရှာဝ言葉の定義について何と述べていますかဆိုတဲ့မိကွန်ပါအဲ့တော့ဒီစာရေးသူက言葉の定義定義ဆိုတာဤတုံတို့ဘာကိုပြောချင်တာလဲဆိုရင် definition ကိုပြောချင်တာちょっと待ってねဒီဘက်မှာရေးလိုက်မယ်နော်အဲ့တော့定義ဆိုတာဘာကိုပြောချင်တာလဲဆိုရင် definition ကိုပြောချင်တာပါဆိုလိုချင်တာအဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့နော်အဲ့တော့စာရေးသူကတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေပြောဆိုနေလဲပေါ့နော်ဒီစာပိုက်ထဲမှာအဲ့တော့ဤတုံတော်ကလေ EJU ရဲ့မေးခွန်းကအကုန်ဖတ်စရာမလိုဘူးအကုန်ဖတ်ရင်လည်းသေချာပေါ့အချိန်မလောက်ဘူးဒါကြောင့်မို့လို့အဓိကအချက်ကိုပဲသွားဖတ်ရမယ်အဓိကအချက်ကိုသွားဖတ်တယ်ဆိုတဲ့အနေအထားမှာလည်းပဲဤတုံတို့က JMPT လို့လုံးဝရိုးရှင်းနေတဲ့အနေအထားမဟုတ်ဘူးမရိုးရှင်းတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုပြောမလဲတေချာတော့ဂယူဒီဇိုင်းသိရမယ်ပြီးရင်စဉ်းစားတတ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာခိုတိုဘာနော်ဒေဂီနီစီတဲလို့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခိုတိုဘာနော်ဒေဂီဆိုတဲ့စကားလုံးဒီစာပိုက်ထဲမှာရအောင်ရှာမယ်ဆိုတဲ့အနေထားအရန်ခက်ခဲသွားလိမ့်မယ်အဲ့တော့ဤတော့နော်ဒေဂီဆိုတဲ့စကားလုံးတွေပေါ့နော်အဲ့ဒီစကားလုံးတွေအနေထားလေးကိုနည်းနည်းလေးချူးမို့ခုလုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဒေဂီဒီမှာလည်းဒေဂီရမလားနောက်ထပ်ထပ်ပြီးတော့ရှိနိုင်သေးအောင်မလားပေါ့ဒါစာမဖတ်သေးဘူးပေါ့နော်ဒီတိုင်းလေးသွားကြည့်โอเคဒါပဲရှိတယ်အဲ့တော့နည်းနည်းလေး okay ဒီအပေါ်မှာရှိတယ်ပေါ့နော်အဲ့တော့နည်းနည်းလေးအပေါ်ရန်လေးတော့နည်းနည်းဖတ်လိုက်မယ်ကွယ်ဘာပြောနေတာလဲဆိုတော့その項目の執筆者ပေါ့နော်執筆者က自分の説に従ってその言葉を定義しその定義だけしか書いてくれないのは辞書としては大変困るရမလား意味わかるဘယ်လိုမျိုးလဲဆိုတော့ဒီစာရေးသူပေါ့နော်စာရေးဆရာကကိုယ့်အကြောင်းအရာကိုယ့်ရဲ့ရာဇဝင်ကိုထင်တဲ့အရာဒါနဲ့ပတ်သက်ပြီးဒါကိုလိုက်ပြီးတော့စကားလုံးတစ်လုံးအဓိပ္ပာယ်ဖွင့်ဆိုလိုက်တယ်ဆိုပါစို့အဲ့ဒီအဓိပ္ပာယ်တစ်ခုတည်းကလွဲပြီးတော့ရေးမထားတဲ့ dictionary တစ်ခုအောင်
ပေါ့နော်တော်တော်လေးကိုမပြည့်စုံဘူးတော်တော်လေးကိုဒုက္ခများမယ်ပေါ့ဘာလို့လဲဆိုတော့ဟီတာဟီတိုはそういう定義だと思ってしまうがအဲ့ဒီ dictionary ကိုဖွင့်ဖတ်ပြီးလမ်းဖတ်တဲ့သူကအော်ဒီစကားလုံးရဲ့အဓိပ္ပာယ်ဒီတရားလို့ပြောတာပဲဆိုပြီးတော့ထင်သွားလိမ့်မယ်その定義は世の中に通用しているものとは違うのですတရားလို့ပေါ့နော်အဲ့လိုမျိုးထင်မြင်သွားပြီးတော့ယူဆလွဲသွားနိုင်တယ်လို့ပြောချင်တာပေါ့နော်โอเคအမှတေးကြီးရဲ့စကားလုံးတွေပြီးသွားပြီအဲ့တော့ဘာအဖြစ်မှမရလိုက်သေးဘူးတေးကြီးရဲ့သူဘာပြောချင်တာလဲโอเคအဲ့တော့အဲ့တော့ကတေးကြီးဆိုတဲ့စကားလုံးကို definition ဖွင့်ဆိုရမှာဒီစာရေးဆရာကတေးကြီးနဲ့ပတ်သက်ပြီးတော့ဘလို့ပြောနေတာလဲဆိုတာမျိုးပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့ရဲ့အမြန်ဆုံးနီးလန်းလို့ပြောတယ်ဆိုရင်နောက်က grammar ပေါ့နော်အဲ့တော့ဘယ်ဟာတွေကိုသွားဖတ်လိုက်လဲလို့မေးရင်ဒီအနေထားမှာဒီစာရေးဆရာရလားခဏလေးနော်ဒီစာရေးဆရာကဘာတွေကိုရှုချောလုပ်နေတာလဲဆိုတဲ့ရှုချောဆိုတာလုံးဝအဲ့တော့ဒီဘက်မှာရေးလိုက်တော့မယ်အဲ့မှာရေးပျောက်သွားတယ်ရလားရှုချောဆိုတာကအဲ့တော့ဘာကိုအဓိကထားအလေးပေးပြောနေတာလဲဆိုတာကိုအဲ့တော့လိုက်ရှာအောင်ပါအဲ့တော့အဲ့တော့လွယ်ကူအောင်လို့ဘယ်ဟာကိုပဲသွားဖတ်လဲဆိုတော့မိုးနိုတဲဝါနိုင်တခုတွေ့ပြီရမယ်နော်နောက်တစ်ခုမိုးနိုတဲဝါနိုင်တခုတွေ့ပြန်ပြီနောက်တစ်ခုမိုးနိုတဲဝါနိုင်အဲ့တော့မိုးနိုတဲဝါနိုင်ကိုဘာလို့ရှာတာလဲခုနကတုံပြောသလိုဒီစာရေးဆရာဘာဝတိကပြောနေတာလဲရလားမိုးနိုတဲဝါနိုင်လို့ပြောနေခြင်းဒီသူဒီငင်းချက်ထုတ်နေတာငါဒီဟာကိုလက်မခံဘူးထားလိုက်ပါတော့အဲ့တော့စာရေးဆရာဆိုရင်ငါဒီဟာကိုလက်မခံနိုင်ဘူးဒီဟာမဟုတ်ဘူးမိုးနိုတဲဝါနိုင်ဆိုပြီးတော့လုံးဝ emphasize လုပ်ပြီးတော့ပြောနေတာမျိုးပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဖတ်ရမယ်世の中はそう簡単に治るものではないဒါကြီးကအဲ့တော့ရှိစာကြောင့်မဖတ်ထားတဲ့အတွက်ကြောင့်မလို့နားလည်မှာမဟုတ်ဘူးဒါကြောင့်မလို့အောက်ကိုဆင်းလာခဲ့အောက်အပိုက်ကရေးကြီးသွားပြီ昔から言われる通り言葉は生き物であるやめの言葉は生き物であるどこかの権威によって統一されたりဆိုလိုချင်တာကအရင်ကနေမှပြောနေကြတဲ့အတိုင်းပဲစကားလုံးတွေဆိုတာရှင်းသန်နေတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဒီမိုင်းတောင်ကလို့ပြန်ပြီးတော့ sharing လုပ်ပေးနေတာဖြေပုံဖြေနည်းပြောပြပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့ပြန်နည်းနည်းတော့ရှင်းပြမယ်ပေါ့နော်ဒုက္ခခါတော့ခံနီရတဲ့ထိုးအစ်စားတဲ့တာလီအဲ့တော့ power တွေအာဏာတွေသုံးပြီးတော့ဒီစကားလုံးကိုဒီအတိတ်ပဲဖွင့်ဆိုလိုက်မယ်ဆိုတာမျိုးဒါမျိုးတွေလုပ်လို့မရအောင်ပေါ့နော်စေရီစားတဲ့တာလီစရုမွန်းတို့တဲဝနိုင်ဆိုလိုချင်တာကိုယ်စိတ်ကြိုက်ကိုယ်တဘာဝအတိုင်းပြောင်းလဲပြလို့ရတဲ့အရာမဟုတ်ဘူး正しいとか正しくないとか最低されるものではないအဲ့ဒီတော့မှန်တာတွေမမှန်တာတွေဆိုပြီးတော့ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ပေးလို့လည်းမရဘူးいろいろなものが入り混ざってအမျိုးမျိုးသောအရာတွေပေါင်းစပ်ဖွဲ့စည်းထားပြီးごちゃごちゃと動いてゆくうちにဒီလိုပဲပေါ့နော်စကားလုံးတွေကာလန်ဒေတန်အရဘယ်လိုပြောမလဲပြောင်းလဲလာတယ်ဆိုတဲ့အရာကိုပြောချင်တာပါおのずから落ち着いてくるものなのだおのずからဆိုတာကိုယ်တိုင်ကြည်ရှင်းပေါ့နော်ကိုယ်တိုင်ငါတဖြည်းဖြည်းနဲ့ဒီစကားလုံးကိုလက်ခံလာတယ်တဖြည်းဖြည်းနဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ဒီလိုပါဆိုပြီးတော့ကာလန်ဒီတန်ယူလဲလာမှုအရာဤတော့လက်ခံနေရတဲ့အဲ့တော့လေဤတော့အဖြေသွားဖတ်မှရတော့မယ်အဖြေကနံပါတ်1မှာ言葉の定義は自然に決まっていくものだတဘောအလျောက်တတ်မှတ်သွားတဲ့အရာတဲ့နီးစက်တယ်နော်ဒီအချက်နီးစက်တယ်ဘာလို့လဲဆိုတော့ကိုရီထိန်းချုပ်လို့မရဘူးဘယ်အာနာပါဝါမှသုံးပြီးတော့တိုးရေးဆိုလုပ်လို့မရဘူးလို့ရေးထားတဲ့စာပိုက်ထဲမှာ
ဒါကြောင့်မလို့နံပါတ်1ကနီးစက်တယ်ဒါဆိုရင်2 3 4ကdon't knowစိတ်မချရသေးဘူးသွားကြည့်မှရမယ်ဖတ်ကြည့်အောင်ခိုတိုဘာနိုထေဂီဝ지쇼가 다다시고 키메나 케레바 나라나이စကားလုံးရဲ့အဓိပ္ပာယ်ဆိုတာကအဘိဓမ္မာကတတ်မှတ်ပေးရတာမျိုးတဲ့အဘိဓမ္မာကမှန်ကန်စွာမတတ်မှတ်ပေးလို့မရဘူးဒီကိစ္စမှားပါတယ်ရမလား Okay နောက်တစ်ခုခိုတိုဘာနိုထေဂီဝken aru gakusha ga kaku mono da အာနာပါဝါရှိတဲ့ဂကုရှာဆိုတာဒီပညာရေးနဲ့သက်ဆိုင်ပညာရေးနဲ့ပဲတယောက်ကပေါ့လူကရေးတဲ့အရာတဲ့ခုနပြောသလိုပဲစိတ်ကြိုက်ဘာမှလုပ်မရပါဘူးတဲ့ခိုတိုဘာနိုထေဂီဝမွန်ဘူရှောကထိုးအစ်စုပဲခိတာစကလုံးရဲ့အဓိပ္ပာယ်ကပညာရေးဝန်ကြီးဌာနကနေပြီးတော့ထိုးအစ်ဆိုတာကအဲ့တော့ဒီတပေါင်းတစည်းတဲ့လောက်ရမယ်ပေါ့နော်ဆိုလို့ကျင်တာမတုံမဲရူပဲကီလို့ပြောချင်တာအဲ့တော့ဒါလည်းမဟုတ်ဘူးစာပိုက်ကပြောထားတာစာပိုက်ပြောထားတာဆိုတာစာရေးဆရာပြောထားတယ်ဆိုလိုတဲ့အကြောင်းရင်းဒီခိုတိုဘာဆိုတာဒီဒါလည်းမဟုတ်ဘူးဒါလည်းမဟုတ်ဘူးဒါလည်းမဟုတ်ဘူးဒါဖြစ်တယ်လို့ပြောတော့တာရလားအဲ့တော့ပြောတော့တယ်ဒါလည်းမဟုတ်ဘူးဒါလည်းမဟုတ်ဘူးဆိုတာနားလည်မယ်လို့ထင်ပါတယ်ဒါဆိုရင်အဖြေကနံပါတ်1ပါOkay ဒီနေ့ကတော့ဒီအပုတ်ကိုဖြည့်ပေးလိုက်ပါပြီဒီပုတ်ကိုအခု17မိနစ်လောက်နဲ့ဖြည့်လိုက်တယ်17မိနစ်ဆိုတော့အဲ့တုန်းစကားပြောနေရလဲပါမယ်အဲ့တော့အချိန်ရရင်ဒီပုတ်လေးတော့ကဒီလိုစဉ်းစားသွားတာပဲဆိုတာမျိုးစဉ်းစားနည်းလေးကိုရသွားမယ်ဆိုရင်ဥရိရှိပါဥရိရှိဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးပဲစင်ပြေကြပါလေစင်ပြေကြပါစေလို့ပြောချင်တာပေါ့နော်စင်ပြေကြပါတဲ့ဆိုတာစင်ပြေကြပါစေ